မတီးရင်တည်သွားတဲ့တော့ဒူရိယာများနံပါတ်5ဖန်ဝူမိုနီကာနံပါတ်5ကတော့1962ခုနှစ်မှာကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးဘင်ဂျမင်ဖရန်ကလင်ကတီထွင်ခဲ့တဲ့ဖန်ဝူမိုနီကာပဲဖြစ်ပါတယ်လက်ပတ်နေတဲ့ဖန်ခွေဝိုင်းလေးတွေကိုရေဆော့ထားတဲ့လက်ချောင်းလေးတွေနဲ့ထိပြီးတော့အတန်ထုတ်ရပါတယ်သူ့ရဲ့ထွက်လာတဲ့အတန်ကနတ်မိမယ်တွေရဲ့အတန်လိုအရန်တာရပြီးမဲ့ခဏအကြာမှာတော့ဒီတူရိယာကိုတီးတဲ့သူရောနောက်ထောင်တဲ့သူတွေပဲစိတ်ချောက်ချတာစိတ်ယူပေါက်တာတွေဖြစ်လာပါတယ်တကယ်တော့အဲ့ဒီခက်ကဖန်ခွက်တွေကိုလှုပ်တဲ့နေရာမှာခဲတွေအမြောက်အများသုံးထားတာကြောင့်လက်တွေကနေခဲစိတ်တင်ပြီးယူကြပါတယ်ဒါကိုအတန်ကြောင့်ယူတဲ့ဆိုပြီးပြိပင်လိုက်ကြပါတယ်နံပါတ်4ပါရူဖုံနံပါတ်4ကတော့19ရာစုမှာထွက်ပေါ်ခဲ့တဲ့ပါရူဖုံဒါမှမဟုတ်မီအော်ဂန်လို့ခေါ်တဲ့တူရိယာပါသူကတာမန်လေနဲ့အတန်ထွက်တာမဟုတ်ဘဲပရိုပိန်ဂက်စ်တွေဖန်ယွန်ကြီးတဲ့ထည့်ပြီးတော့ပောက်ကွဲစီကအတန်ထွက်အောင်လှုပ်တာပါစံရခလုတ်တစ်ခုနှိမ့်လိုက်တိုင်းမီးတောက်ကြီးတွေဝုန်းကနေထွက်လာပါတယ်ဂီတဖြောစီပွဲလုပ်ရင်စင်မြင့်တစ်ခုလုံးမီးလောင်ပြကျသွားနိုင်တဲ့အထိအန်ဒီရညားလုံးလို့ဘယ်သူမှဆက်မသုံးရဲတော့တဲ့တူရိယာဖြစ်သွားပါတယ်နံပါတ်3မဟာဟွန်တူရိယာနံပါတ်3ကတော့အမေရိကန်နိုင်ငံဗာဂျီးနီးယားပြည်နယ်ကမြေအောက်လန်ကူထဲမှာရှိတဲ့မဟာဟွန်တူရိယာဖြစ်ပါတယ်။ဒါကတာမန်လူတို့ပစ္စည်းမဟုတ်ဘဲကူတွေကတဘာဝအတိုင်းဖြစ်တည်နေတဲ့ကြောက်ဆက်ပန်းဆွဲတွေကိုရာဘာတူလေးတွေနဲ့ရိုက်ခတ်ပြီးအတန်ထွက်အောင်လုပ်ရပါတယ်။ဧရိယာအပြင်3ဧကကျော်ကျယ်ဝန်းပါတယ်။ပြဿနာကအတန်